အားလုံးပဲမင်္ဂလာပါပုံစံနည်းတွေမတင်ပေးပြတာတော့တော်တော်ကြာသွားပြီเนาะဒီတစ်ခါ 3D ပုံလေးတွေစဆွဲကြမယ်ဒါကကြတော့ drawing ထဲကို image ပုံလေးခေါ်တင်ထားတာပေါ့နော် 3D ပုံကကြတော့ဒီလိုပုံစံလေးဖြစ်မယ်ရှိတ်ထည့်ကြည့်အောင်ဒီပုံစံလေးဖြစ်မယ်เนาะopen နဲ့လှည့်ပါပေါက်ကလေးနဲ့ဒီပုံစံလေးဆွဲမယ် top view ကနေစဆွဲမယ်ဒီအောက်ခြေ rectangle ကနေစဆွဲမယ်သူ့ရဲ့ distance တန်ဖိုးသည်80ဆိုတော့ rectangle တစ်ခုဆွဲမယ် REC နဲ့ REC under 80,80 cycle နှစ်ခုရဲ့အကွာအဝေးသည်55ဖြစ်တဲ့အတွက်ဒီ cycle လေးတွေစဆွဲမယ် midpoint ကနေပြီးတော့မှ line လေးတစ် line ထုတ်မယ် offset ပြုလုပ်မယ်55ရဲ့တစ်ဝက်ကို offset ပြုလုပ်လိုက်ပြီးတော့ရင်ဒီမှာ cycle radius ဆိုတဲ့ဒီ cycle ဒီ center မှတ်ပေးမထားဘူး center မှတ်ရှာမယ်ပေါ့နော်သူ့ရဲ့ cycle ရဲ့ quadrant အမှတ်ကဒီ4ဆိုတဲ့အကွာအဝေးနဲ့ထိနေတာပေါ့အဲ့တော့ဒီအခုဆက်လက်မှတ်လိုက်တဲ့ဒီပထမ rectangle ကို offset ပြုလုပ်မယ်4 explode နဲ့ဖောက်မယ် erase နဲ့ဒီ line 3 line ကိုဖြတ်လိုက်မယ်နော်ဒီဘက်ကတစ် line ကိုပဲဆွဲမယ် center ဒီနှစ်ခုရဲ့စုံမှတ်မှာကလေးချ6 center ဆိုပြီး quadrant မှာကလေးချမယ် enter ခောက်မယ်share တို့တကယ်လိုချင်တာကအခုဆက်လက်မှတ်လိုက်တဲ့ cycle ကိုလိုချင်တာပထမ cycle ဒီ center ရှာဖို့အတွက်ဆွဲလိုက်တာအဲ့မလိုအပ်တဲ့ cycle တွေ line တွေကိုပြန်ဖြတ်မယ် mi enter နဲ့ channel တွေကို mirror ပြုလုပ်ပေးလိုက်မယ်နော်ရပါပြီဒါဆိုဒီ rectangle ကကြတော့သူကဒေါင်းကအနားလုံးထားတာ radius 20နဲ့เนาะ4ဘက်4ဆိုတော့4ဘက်စလုံး fill လက်ပြုလုပ်မယ် f under r under 20 p under object select မှတ်မယ်ဒါဆိုရင် rectangle ကိုလည်း fill လက်ပြုလုပ်လိုက်ပြီအလယ်မဲ့လိုချင်တဲ့အတွက် midpoint to midpoint line လေးဆွဲမယ်ဒီအလယ်ကောင်မှာရှိတဲ့ cycle တွေဆွဲမယ်ဒီအလယ်ကောင်မှာရှိတဲ့ cycle တွေကကြတော့ radius 9နဲ့ radius 70နဲ့เนาะ c under ကလစ်မယ်ကလေးချမယ်9တခု70တခုနဲ့ဆွဲလိုက်ပြီဒီ line လေးကိုဖြတ်မယ်ပြီးသွားပြီဆိုရင်ဒီနေရာလေးဒီအခုကာဆာရောက်နေတဲ့နေရာလေး tree can လေးဆွဲမယ် tree can လေးရဲ့ဒီအောက်ခြေအခုကာဆာရောက်နေတဲ့နေရာလေး distance တမိုးပေးမထားဘူးပေါ့နော်ဒီနေရာလေးကပေးမထားဘူးသူက cycle နဲ့ထိနေမယ်ဒီဘက်ကအကွာဝေးဘယ်လောက်အကွာမှာရှိလဲဆိုတော့4အကွာမှာရှိတယ်နော်အဲ့တော့ offset ပြုလုပ်မယ်4 L under ဆိုပြီး quadrant ကနေ line လေးထုတ်လိုက်ဒီ offset ပြုလုပ်လိုက်တာကိုဖြတ်လိုက်လို့ရပြီဒါဆိုရင်ကိုလိုချင်တဲ့ line ရဲ့ distance တန်ဖိုးရပြီပေါ့နော်အဲ့ဒီနည်းနဲ့ဆွဲလို့ရတယ်နောက်တစ်နည်းကကြတော့ကိုကတွက်ပြီးတော့ distance တန်ဖိုးတွေကိုတွက်ပြီးတော့ဒီ line ရဲ့တန်ဖိုးကိုထုတ်မယ်ပေါ့နော်ဒါဆို cycle အကြီးနဲ့ထိစပ်နေတာ cycle ကြီးဒီ70ပေါ့နော်ဒီ rectangle ရဲ့အစားအဆုံးက80ဆိုတော့တစ်ဝက်ဆိုရင်40တွေကနေစက္ကွန်နှုတ်မယ်အဲ့ဒီရတဲ့တန်ဖိုးတွေကနေဒီ4ကိုထပ်နှုတ်ခြင်းဒီအခုကာဆာရောက်နေတဲ့ဒီ line လေးရဲ့ lunch တန်ဖိုးလေးရမယ်ပေါ့နော် calculator နဲ့တွက်ကြည့်မယ်နော်80မဟုတ်တော့တစ်ဝက်ပဲယူရမှာဆိုတော့40အနှုတ် cycle radius အကြီးကစက္ကွန်အနှုတ်ဒီနှစ်ခုချားနေဒီနားလေးမှာချားနေတာ4ဆိုတော့4 under ဒါဆို19ရပါပြီ19ရသွားပြီဆိုတော့ဒီ line လေးဆိုတာတစ်ချက်တော့ offset ပြုလုပ်လိုက်ပြီးဆွဲလိုက်တဲ့ဒီ line လေးလည်း19ဖြစ်နေရမှာပေါ့နော်တိုင်းကြည့်မယ် dimension နဲ့မနော်19ပဲအတူတူပဲကြိုက်တဲ့နည်းနဲ့ဆွဲတွက်တက်တယ်လို့ဆွဲမယ်နော် move နဲ့ဒီ line လေးကိုအပြင်ခဏထုတ်ထားမယ်ဒါလေးတွေကိုဒုတင်မယ်ဒုတင်မှာကကြတော့ဒီအောက်ခြေကနေအပေါ်အပြားလေးကကြတော့ဒီ30ပြီး cycle ကကြတော့အပေါ်ကနေမှဒီအပြားလေးရဲ့30ဒုတင်လိုက်တဲ့အပြားရဲ့အပေါ်ကနေမှ40ပေါ့နော်40ဆိုတော့ဒီ3 view ကိုသွားမယ်ဒုတင်မယ် EHD under ဆက်လက်မှတ်မယ်သူတို့က30ဆိုတော့ H2 က30ရှိတ်ထည့်ကြည့်အောင်ဒါဆိုရင်အပိတ်တွေဖြစ်နေတယ်ဗောနော်လိုအပ်တဲ့နေရာတွေကို central နဲ့ဖောက်ပေးမယ် SU under ချမ်းမှာသူဖောက်ထုတ်မှာသူကိုဒါဆိုရင်ပေါက်သွားပြီဒီအလဲကောင်က cycle နှစ်ခုကိုဒုတင်မှာက50เนาะအပေါ်မှာ40အောက်မှာ30ဆိုတော့50သူ့ကိုလည်းရှိတ်ထည့်ကြည့်မယ်ဒီမှာကြည့်မဖောက်ရသေးဘူးပေါ့နော် subtract ပြုလုပ်မယ် SU under ချမ်းမာတွေကိုဆက်လက်မယ်ဖောက်မအောင်ဆက်လက်မှတ်မယ်ဒါဆိုရင်ဒီမှာကြည့်အောင်အပေါက်ကလေးဖြစ်သွားပြီအဲ့တော့ဘေးနားမှာရှိတဲ့ tree can လေးကိုဆွဲမယ်ဒီ tree can တောက်ကလေးတွေเนาะဒါလေးတွေကိုဆွဲမယ် move နဲ့ဒါလေးကိုဟိုဘက်ရွှေ့ထုတ်လိုက်မယ်သူ့မှာပေးထားတဲ့တန်ဖိုးဒီအမြင့်ကကြတော့30ခွန်ပဲပေးထားတယ်เนาะ30ခွန်ရဲ့ဒီအောက်ခြေရဲ့ပဲပေးထားတာအဲ့တော့ဒီကနေပြီးတော့မှ30ခွန်ဒီဘက်ကို line လေးဆက်လိုက်အောင်မယ်ဒါကိုဒုတင်ရမှာဖြစ်တဲ့အတွက်တရွဲတစ်ဆက်တည်းဖြစ်ဖို့လိုအပ်တယ်
front view ကိုသွားမယ် direct set ထဲဖြစ်အောင်ပြုလုပ်မယ် PF ထဲဖွဲ့လဲရတယ် boundary ဖွဲ့လဲရတယ်နော်ဟို boundary ပြုလုပ်လိုက်ပြီဒါကိုမလိုတာကိုဖြတ်မယ် 3D view ကိုပြန်သွားမယ် extrude ပြုလုပ်မှာက5သူ့ရဲ့ do က5 move နဲ့ရွှေ့မယ် midpoint ကနေကိုင်မယ်ဒီ cycle ရဲ့ quadrant အမှားမှာပတ်ချမယ်ဒီပုံစံလေးရပါတယ်ဒီပုံစံလေးရပါတယ်နော် top view မှာသူ့ရဲ့ do ကဒီမှာပေးထားရနော်5ဆိုပြီးတော့ပေးထားတယ်သူကလည်း4ခုပဲရှိတာနော်4ဘက်ရှိတာဖြစ်တဲ့အတွက် top view ကနေမှ array ပွားမယ် AR under ဆိုပြီးတော့မှ array ပွားမယ်items အရေးအတွက်က4ခုပဲလိုချင်တာเนาะဒါဆိုရင်4ခုရပါပြီ 3D view ကိုသွားကြည့်အောင်ငါဒီမှာ4ခုဖြစ်သွားပြီသူတို့ကိုအတွဲလိုက်ဖြစ်အောင် union လုပ်ပြီးလို့လည်းရတယ်เนาะနော် explore နဲ့သူအရင်ဖောက်မယ်ပြီးတော့မှ UN9 ဆိုပြီးတော့မှ union ပြုလုပ်လိုက်ပြီအတွဲလိုက်ဖြစ်သွားပြီဒါဆိုရင် 3D ပုံလေးပြီးသွားပြီเนาะအားလုံးပဲအဆင်ပြေချုံးမွေ့ကြပါစေအဆင်ပြေမယ်ဆိုရင်လေ page ကို like and share ပြုလုပ်ပြီးတော့ comment မှာတစ်ခုရေးခဲ့ပေးပါလားเนาะအားလုံးကျေးဇူးတင်များကြီးတင်ပါတယ်